မင်္ဂလာပါရှင်အပတ်စဉ်စနေညသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့လောက်ကိုင်မြို့မှာစစ်ကောင်စီတပ်နဲ့ကိုကောင်လက်နက်ကင်တပ်တွေတိုက်ပွဲဖြစ်ပွားနေတဲ့သတင်းနဲ့ကုံတွယ်ရေးဆုံရှိကျင်းစန်းကြော့ဂိတ်တွေမြေလောင်မှုဖြစ်ပွားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့မှာနိုဝင်ဘာလ24ရက်ညနေ3နာရီအချိန်ခန့်ကစပြီးကိုကလနက်ကန်တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေလို့ဒေသခံပြည်သူတွေထမှသိရပါတယ်။ကိုကလနက်ကန်တပ်တွေကတွန်ချဲအနီးဝန်းကျင်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်နေတာရှိပြီးစစ်ကောင်စီဘက်မှလည်းလက်နက်ကြီးများပြန်လည်ပစ်ခတ်တာကြောင့်ပြည်သူတွေရဲ့နေအိမ်တွေမှာကြားရောက်ပောက်ကွဲမှုတွေလည်းရှိပါတယ်။နိုဝင်ဘာလ15ရက်နေ့ကစပြီးကိုကလနက်ကန်တပ်ဘက်မှလောက်ကိုင်မြို့ကိုတိုက်ခိုက်သိမ်းတော့မယ်ဆိုတဲ့ထုတ်ပြန်ချက်ကြေညာပြီးနောက်လောက်ကိုင်မြို့မှာလက်နက်ကြီးပစ်ခတ်တံတွေတိုက်လျင်ပြန်ဝဲတာတွေနေ့တိုင်းလိုဖြစ်ပေါ်နေပါတယ်မိမိနေရတို့ပြန်လာတဲ့ပြည်သူတို့ကိုစစ်ကောင်စီဘက်မှလူတစ်ဆုဆောင်းတာတွေပြုလုပ်ပြီးပြည်သူတွေကိုပစ်ခတ်တာတွေလည်းရှိတယ်လို့ပြည်သူတွေထံကသိရှိရပါတယ်ရှင်ရှမ်းပြည်မြောက်ပိုင်းကုံတွယ်ရေးဆုံရှိကျင်းစန်းကြော့ဂိတ်မှာလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်နိုဝင်ဘာလ23ရက်နေ့မနက်10:00နာရီချိန်ခန့်မှာကုံတင်ကားတချို့မီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်နဲ့ MNDAA TNLA AA ပူးပေါင်းတပ်တွေဟာ105မိုင်နဲ့ကျင်းစန်းကြော့နေရာမှာတိုက်ပွဲဖြစ်ပွားနေပါတယ်စစ်ကောင်စီဘက်မှတိုက်လျင်ဖြစ်တိုက်ခိုက်နေတာကြောင့်နမ်ခမ်စင်လီနမ်ဒရပ်မုန်ကူဖုံးဆန်ပန်းဆိုင်ဂါလန်ဒေတာခံပြည်သူများကြောက်ရွံ့နေရပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်9:30 AM အချိန်လောက်မှာလောက်ကိုင်မြို့မှာတုံချင်းဘက်စစ်ပေးတိမ်းရှောင်လာတဲ့ကားမှာပါလာတဲ့ပြည်သူ14ဦးဟာစစ်ကောင်စီတပ်တွေပြစ်လိုက်တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်သေဆုံးမှုရှိတယ်လို့ကိုကောင် Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်ကောင်စီတပ်တွေနဲ့လက်နက်ကန်တပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေတာကြောင့်စစ်ပေးသိမ်းရှောင်သူများလာပြီးစစ်ကောင်စီဘက်မှတိုက်လေရင်နဲ့လက်နက်ကြီးများရန်တမ်းပစ်ခတ်မှုကြောင့်ကျေးရွာအတွင်းကလေးငယ်အပါအဝင်ပြည်သူပေါင်း80ဦးအသက်သေဆုံးမှုရှိပြီး122ဦးဟာထိခိုက်ဒဏ်ရာရရှိနေလို့လည်းသိရှိရပါတယ်ရှင်ပမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုစီစဉ်ကိုကြည့်ရှုနေစင်တူပရိသတ်အပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်